ဒီကိုထိုင်းတရတွေအကြောင်းကို share လုပ်ပြီးသွားမှာဖြစ်ပါတယ်ထိုင်းတရကဘယ်နှလုံးရှိတယ်ဆိုလို့ရှိရင်32လုံးရှိပါတယ်အတန်ကတော့21တန်ရှိပါတယ် okay ထိုင်းတရရဲ့ကြတော့ဖျားချန်တရထိုင်းလို့ခေါ်တယ်เนาะတရထိုင်း32လုံး30ဆောင်တော့ဟုတ်ပြီเนาะအတန်ကဘယ်နှလုံးရှိတယ်ဆိုလို့အတန်ကဘယ်နှတန်ရှိတယ်ဆိုလို့ရှိရင်21တန်ရှိတယ်เนาะ okay ဒါဆိုလို့ရှိရင်သင်ခန်းစာလေးကိုစလိုက်ကြအောင် okay ဒီမှာကြတော့ဆရာကအပေါ်ပဲပြထားပြီးအောက်ကိုစိန်သွားကြည့်အောင်ဟုတ်ပြီเนาะโอเคတရတွေအကြောင်းကိုလေ့လာကြည့်အောင်เนาะဟုတ်ပြီเนาะကဲဆရာကရှိကဆိုပေးမယ်တာတို့ကလေးကအနောက်ကလိုက်ဆိုကြမယ်ဟုတ်ပြီเนาะစရအဟုတ်ပြီเนาะစရအ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 ာစရအာစရအီ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 စရဥ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 สระอูสระอูสระอูสระเอ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 สระแอ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 สระเอสระเออันนั้นก็แน่ปูရှိမယ်เนาะสระเอสระเอโอเคပြန်ပြောကြည့်မယ်เนาะสระเออ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 ะสระอีอ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 ะสระโออ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 ะสระโอ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 สระอ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 สระสระอืสระอืสระเอสระเอสระอามสระอามสระอายไม้ม่วงสระอายไม้ม่วงสระอายไม้มลายสระอายไม้มลายสระอาวสระอาวสระอาวหรือ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 ဟုတ်ပြီเนาะရမယ်လို့ထင်